ဘာမှမရှိတဲ့အုတ်ထုပ်ထဲကနေပြီးတော့ယုံလေးပေါ်လာတယ်ဘဝတစ်ထဲကိုလက်ထဲထည့်လိုက်တာပျောက်သွားတယ်ဂျိုးခွေလေးတစ်ခွေကနေငွေတစ်ကောင်ဖြစ်သွားတယ်အဲ့လိုမျိုးမှော်ဆန်တဲ့ပြကွက်တွေကိုမျက်လှည့်ပြကွက်တွေလို့ခေါ်ပါတယ်ခင်ဗျားတို့ကျွန်တော်တို့ကြည့်ဘူးတဲ့မျက်လှည့်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း4000ကလေးကပေါ်ပေါက်ခဲ့တဲ့ရှေးဟောင်းအတတ်ပညာတစ်ခုဆိုတာကိုခင်ဗျားတို့သိပြီလားမသိရသေးဘူးဆိုရင်တော့ဒီဗီဒီယိုထဲမှာမျက်လှည့်ပညာရဲ့သမိုင်းကြောင်းကိုကျွန်တော်မျက်လှည့်ပညာရှင်နေမင်းမြတ်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အပိုင်း1အီဂျစ်သဲကန်နာရတဲ့ကအစပြုကြလွန်ခဲ့တဲ့နှစ်ပေါင်း4000နီးပါးအီဂျစ်ပြည်ရဲ့ပူပြင်းတဲ့သဲကန်နာရထဲမှာပုံမြင်တစ်ပုဒ်စတင်ခဲ့ပါတယ်ဒီလို့ခေါ်တဲ့အသက်130အရွယ်အဖိုးတူဟာဖာရိုဘီယင်ရှိမှဒူးထောင်နေပါတယ်သူဟာငန်းတစ်ကောင်ရဲ့ခေါင်းကိုဖြတ်လိုက်တယ်ပြီးတော့ခန္ဓာကိုယ်နဲ့ခေါင်းကိုဝေးမှထားလိုက်တယ်ဒါပေမဲ့သူလက်ဖြောက်တီးလိုက်တဲ့အခါမှာအဲ့ဒီငန်းကလမ်းလျှောက်ပြီးတော့သူ့ခေါင်းစီကိုပြန်သွားခဲ့တယ်ခေါင်းကလည်းသူ့လိုပြန်ဆက်သွားတယ်ဒါဟာသမိုင်းမှာပထမဆုံးမှတ်တမ်းတင်ခံရတဲ့ညက်လက်ပြကွက်ပဲဖြစ်ပါတယ်တကယ်ရှိခဲ့လားဆိုတာတော့ဘယ်သူမှမသိကြပါနဲ့မော်ဆိုတဲ့အစိဆန်ကတော့အဲ့ဒီချိန်မှာစတင်စိုက်ပျိုးခဲ့တာပါအပိုင်းနဲ့လမ်းဘေးကခွက်ကလေး၃ခွက်ချိန်နေကုန်လွန်လာခဲ့ပြီးအေဒီ300စုကိုရောက်တဲ့အခါဂရိပြည်ရဲ့လမ်းစုံလမ်းကွာတွေမှာလူတွေဝိုင်းအောင်ကြည့်နေကြပါတယ်အလယ်မှာတော့ခွက်ကလေး၃ခွက်နဲ့ကြောက်ခဲလေးအဲ့ဒီကပ်ဆန်ဘောလို့ခေါ်တဲ့လောင်းကစားနည်းဟာရိုးရှင်းတယ်လို့ထင်ရပေမဲ့လူတွေရဲ့မျက်စိကိုလှည့်စားဖို့လုံလောက်ခဲ့ပါတယ်ဒါဟာမျက်လက်ပညာရဲ့အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပြီးဒီကနေ့ထိ street magician တွေနဲ့ professional magician တွေအထိအမျက်တနိုးပြသနေကြတဲ့ဂန်နဝင်မျက်လှည့်ပြကွက်တစ်ခုပဲဖြစ်ပါတယ်အပိုင်း3မီးပုံဘေးမှလွတ်မြောက်ခြင်းအလေခိကိုရောက်တဲ့အခါမျက်လက်ဆရာတွေအတွက်အနေများလာပါလေဆုံးတက်လို့ထင်ခံရရင်မီးရှို့တက်ခံရနိုင်တဲ့ခေတ်ပါဒါပေမဲ့1584ခုနှစ်မှာ Regional Scott ဆိုတဲ့သူဟာသူရဲကောင်းတယောက်လိုထွက်ပေါ်လာတယ်သူဟာစာအုပ်တုပ်ရေးခဲ့တယ်ဒါတွေကနတ်ဆိုးတွေလောက်တာမဟုတ်ဘူးလက်လက်ပညာ slide of hand တက်ပဲဆိုတာကိုတတ်သိပြနိုင်ခဲ့လို့အဲ့ဒီခေတ်မှာမျက်လက်ဆရာတွေကဖြောပြေးသူတွေဖြစ်ရဲရဲဝံ့ဝံ့လွတ်လွတ်လပ်လပ်ရက်တည်နိုင်ခဲ့ပါတယ်အပိုင်းလေးတီထွင်သူမတီဖခင်ကြီးအထိ19ရာစုမှာတော့မျက်လက်ရလမ်းဘေးကနေနန်းတော်တွေကိုရောက်သွားပါတယ်ပြင်သစ်ကမျက်လက်ပညာရှင်ရောဘတ်ဟူဒင်ကြောင့်သူဟာမျက်လက်ဆရာတွေကိုစုံးကွေလိုဝစ်စုံနေစားစိမြင့်နဲ့နောက်တိုင်းဝစ်စုံတွေဝစ်ခိုင်းပြီးပြဆက်ယုံထဲမှာတင်ဆက်စေခဲ့ပါတယ်သူဟာမျက်လက်ကိုအမှုပညာတစ်ခုဖြစ်ပြောင်းလဲပေးခဲ့တဲ့ခေတ်သစ်ရဲ့မျက်လက်ဖခင်ကြီးပေါ့ကျွန်တော်တို့အားလုံးကတော့မျက်လက်ဖခင်ရောဘတ်ဟူဒင်လို့ဂုဏ်ယူစွာသူ့ကိုခေါ်ဆိုကြပါတယ်ပိုင်းကရုပ်ရှင်ဝိညာဉ်နဲ့ဟူဒီနီခေတ်ကတဖြည်းဖြည်းမြန်လာတယ်ဂျွန်ဟန်နရီဖီဘာကမှန်နေသုံးပြီးစင်ပေါ်မှာဝိညာဉ်တွေပြလာတယ်ဂျော့ဂျ်မလီယက်စ်ကမျက်လက်နီးပညာတွေနဲ့ပထမဆုံး special effect ရုပ်ရှင်တွေကိုရိုက်ပြခဲ့တယ်ပြီးတော့တကမ္ဘာလုံးသိကြတဲ့ Harry Houdini သူကတန်ချေချင်းတွေတန်နိုင်နေကြကနေမျက်လက်ပညာနဲ့လွတ်မြောက်အောင်ကြိုးစားရင်းလူသားတွေရဲ့လွတ်လပ်ခြင်းနဲ့စိတ်ဆန္ဒကိုမျက်လက်ပညာနဲ့ဖော်ထုတ်တင်ဆက်ခဲ့ပါတယ်။ပိုင်း6လေးပါးဒီရုပ်ထုကြီးဖျောက်ပြခြင်းနဲ့ယနေ့ခေတ်1980ခုနှစ်တွင်မှာကမ္ဘာကျော်မျက်လက်ပညာရှင်ဒေးဗစ်ကော်ဘာဖီဟာလေးပါးဒီရုပ်ထုကြီးကိုလူတွေရှိမှလည်းဖျောက်ပြလိုက်တဲ့အခါကမ္ဘာလုံးမှင်သက်သွားခဲ့ပါတယ်။ယင်ခေတ်မှာ AI နဲ့ဤပညာတွေဘယ်လောက်ရှိမျက်လက်ကဘာလို့ဆွဲဆောင်မှုရှိနေသေးတာလဲဘာလို့လဲဆိုတော့မျက်လက်ဟာကျွန်တော်တို့ကလေးဘဝစီပြန်ခေါ်သွားလို့မျက်လက်ဆိုတာလှည့်စားမှုမဟုတ်ပါမျက်လက်ဆိုတာအံ့ဩခြင်းဆိုတဲ့ခံစားချက်ကိုလက်ဆောင်ပေးတာအားလုံးရဲ့နေ့စဉ်ဘဝမှာအံ့ဩစရာတွေပျောက်ဆုံးနေတဲ့အခါမျက်လက်ဟာအဲ့ဒီဟာဘက်ကိုဖြည့်ဆည်းပေးတဲ့တခုတည်းသောလှပတဲ့အမှုပညာတစ်ခုဖြစ်ပါတယ်
ဒါကြောင့်မို့လို့ဂျပန်ကကမ္ဘာကျော်မျက်လှည့်ပညာရှင်စီရယ်ကသူ့ရဲ့မျက်လှည့်ပရိသတ်တွေကိုဒီလိုဆိုခဲ့ပါတယ် Don't think just feel မစင်စားပါနဲ့ခံစားပါဟုတ်ပါတယ်ကျွန်တော်တို့ကတခါတလေမှာမျက်လှည့်ပညာရှင်တွေမျက်လှည့်ပြတာကိုကြည့်ရင်သူတို့ဘယ်လိုတင်ဆက်လဲဆိုတာကိုလိုက်လံအဖြေထုတ်စဉ်းစားမိကြပါတယ်ဒါပေမဲ့ဒါဟာမှန်ကန်တဲ့နုပညာခံစားမှုမဟုတ်ပါဘူးမျက်လှည့်ပညာဟာစဉ်းစားဖို့မဟုတ်ပါဘူးမျက်လှည့်ပညာဟာခံစားဖို့ဖြစ်ပါတယ်အတွန်းတိုက်များတဲ့လူဘဝကြီးဟာပင်ပန်းဆင်းရဲလွန်းလာပါတယ်ဒါကြောင့်မို့လို့အဲ့ဒီပင်ပန်းမှုတွေကိုမျက်လှည့်ပညာရှင်တွေရဲ့ထူးခြားတဲ့မျက်လှည့်ပြပွဲတွေကိုကြည့်ရှုရင်းနဲ့ခင်ဗျားတို့ရဲ့ဘဝအမောတွေကိုဖြေပြောင်းနိုင်ပါစေလို့ဒီဗီဒီယိုလေးကနေပြီးတော့ပဲဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအံ့ဩစရာကောင်းမဲ့မျက်လှည့်အကြောင်းတွေတင်ဆက်ပေးသွားမယ်ဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါခင်ဗျာ